谢中国了，谢谢大家。ကလေးပေးတဲ့ကြောင့်ဒီတရုတ်ပြည်သူအစိုးရသူယူနန်ပြည်နေရယူနန်ကနိုင်ငံရုံးဒီယူနန်ဒီကလေးဖွဲ့နေနဲ့မြန်မာနိုင်ငံကိုအချင်းကတော့ပြည်ဆောင်ပြတဲ့ဒီရှိပါတို့ကျွန်တော်ဒီယူနန်မှာရှိတဲ့ကျွန်တော်မိတ်ဆွေကိုနာတို့ယူနန်နိုင်ငံရုံးတို့မိတ်ဆွေအောင်နဲ့ပြန်တွေ့ရတယ်ကျွန်တော်လည်းရန်ပြီးရှိပါတယ်တို့ဒီယူနန်ကကျွန်တော်ရဲ့တော့ကမှမိတ်ဆွေနဲ့ပြန်တွေ့ရတယ်တို့လည်းဒီယုံကြည်စိတ်ချတယ်ကျေးဇူးထူးတင်ကြောင်းပြောကြလို့ချင်းနဲ့ပတ်သက်ပြီးတော့ချက်ချင်းပဲတရုတ်နိုင်ငံအစိုးရအနေနဲ့နော်သူတွေယူနန်ပြည်နယ်အနေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုချက်ချင်းလာရောက်ဆောင်ရွက်ပေးတဲ့အတွက်ကျွန်တော်အနေနဲ့မြန်မာပြည်သူမြန်မာအစိုးရကိုထားတူးချင်းပြည်ကြောင်းပြောကြလို့ပါတော့ကျွန်တော်မြန်မာပြည်နယ်နဲ့ခိုင်းဆောက်ခရောက်နေချိန်မှာဒီလိုပေါ့မိတ်ဆွေကောင်းပြီးတော့ကတော့ဒီကျွန်တော်ဒီအင်းကြီးကောင်းပြီးတော့တာနဲ့ဒါကြောင့်ကူညီဆောင်ရွက်ပေးတဲ့အတွက်တို့ရှင်တွေကလှည့်လေးကျေးဇူးတင်ကြောင်းပြောကြလိုပါတယ်